ကျွန်တော်သက်သေခံမိအကြောင်းအရာကတော့ယေရှုသည်ဖရာသခင်လားဘာသာတရားတိုင်းကဖရာသခင်စင်မှတရားစစ်မည်တရားစင်မှတရားဟောဆရာစစ်မည်ဟုသွန်သင်ပါသည်အမှောင်ရှိ၍အလင်းရှိသည်အဆိုးရှိ၍အကောင်းရှိသည်အတုရှိ၍အစစ်ရှိသည်ထို့ကြောင့်လူတိုင်းသည်ဖရာသခင်ကိုသာကိုးကွယ်လိုသည်အကြောင်းမှာကိုးကွယ်မှုမှားခဲ့ပါကယခုဘဝမှာလှုပ်ဆောင်သမျှသောကောင်းမှုကုသိုလ်နှင့်အလှူဒါနများသည်ရှင်းကြဖြင့်ရေခတ်သလိုဖြစ်ပြီးနောင်ဘဝမှာလည်းကံငရဲမိအိုင်နဲ့ဆင်းရဲခြင်းကိုထာဝရခံစားရမှသေချာသောကြောင့်ဖြစ်ပါသည်ထိုနည်းတူလူတိုင်းသည်တရားအစစ်ကိုသာနာခံ၍ကျင့်ကြံလိုကြပါသည်တရားနှမျိုးရှိသည်ဓမ္မတရားနှင့်သမ္မာတရားတို့ဖြစ်သည်ယေရှုကငါသည်လမ်းခရီးဖြစ်၏သမ္မာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ဟုရှင်ယောဟန်အခန်းကြီး14အငယ်6တွင်ဖော်ပြထားပါသည်ထို့အပြင်ယေရှုကငါသည်အဦးဆုံးသောသူနောက်ဆုံးသောသူလည်းဖြစ်၏ငါသည်အရင်သေး၍ကဘာအဆက်ဆက်တဲ့နှင့်ပြည့်စုံ၏မရဏနှင့်မရဏနိုင်ငံကိုလည်းငါအစိုးရ၏ဟုကြိုတင်ဟောကြားသောနမိတ်ကျမ်းအခန်းကြီး1အငယ်7မှ18တွင်ဖော်ပြထားပါသည်ထို့ကြောင့်ယေရှုခရစ်တော်၏အကြောင်းကိုလူတန်းကြားသိရန်လိုသည်ဟုထင်မိပါသည်ယေရှုအကြောင်းအကျဉ်းချုပ်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ခန့်ကယူဒပြည်ဗက်လင်မြို့တွင်ယေရှုဖွားမြင်တန်ဆင်ခဲ့သည့်အကြောင်းကိုသမ္မာကျမ်းစာတွင်ယခုကဲ့သို့ဖော်ပြထားပါသည်ယေရှုခရစ်တော်ဖွားမြင်ခြင်းအကြောင်းအရာဟူမူကားမေတော်မာရိသည်ယောသန်နှင့်ထိမ်းမြဆောင်နှင့်၍မရှက်တင်မီတွင်တန်ရှင်သောဝိညာဉ်တော်ကြောင့်ပဋိသန္ဓေစွဲနေ၏သူ၏ခင်မွန်ယောသသည်သူတော်ကောင်းဖြစ်၍မာရိအတရေကိုမပြည့်စေရှင်သောကြောင့်တိတ်ဆိတ်စွာစွန့်ပယ်မည်ဟုအကြံရှိထိုအကြံအစည်းရှိနေစဉ်တွင်အိမ်မက်ကိုမြင်ရသည်မှာထာဝရဘုရားသခင်ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိဒ်အမျိုးယောသတင်ဤခင်မွန်မာရိကိုထိန်းသိမ်းရမည်အခွင့်ကိုမစိုးရင်နှင့်ဤပရိသေရေသည်တန်ရှင်သောဝိညာဉ်တော်ကြောင့်ဖြစ်၏သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ရှုမည်သူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မှဲ့ရမည်ဟုကောင်းကင်တမန်ဆို၏ရှင်မသက်ခန်းကြီး1ငယ်18မှ21ယနေ့ကမ္ဘာလူဥယေသည်တန်ပေါင်း6500ကျော်ရှိသည်၎င်းလူဥယေ၏ထဲဝဲနိဗ္ဗာန်ခန့်မှာယေရှုခရစ်တော်ကိုယုံကြည်နေကြောင်းတွေ့ရပါသည်အကြောင်းမှာယေရှုသည်ဘုရားသခင်ဘုံမှာလူကဘာသို့ဆင်းသက်လာသူမှန်ကန်ကြောင်းကျမ်းစာနှင့်လက်တွေ့အထောက်အထားများခိုင်လုံခြင်းလူသားများ၏အပြစ်ကိုလွှတ်ရန်အပြစ်သားများကိုစားလဲဝါကားတိုင်းတွင်အသေးခံခဲ့ခြင်းဖြင့်ပရောဖက်များကြိုတင်ဟောကြားသောနမိတ်ကျမ်းပေး၍လူသားများစောင့်မျှော်နေခဲ့သောဘုရားသခင်ဖြစ်ကြောင်းပြသခဲ့ခြင်း3ရက်မြောက်သောနေ့တွင်ကြိုတင်ဟောကြားသောနမိတ်ကျမ်းအတိုင်းသေခြင်းမှရှင်ပြန်ထမြောက်ခဲ့ခြင်းဖြင့်ဘုရားသခင်မှန်ကန်ကြောင်းပြသခဲ့ခြင်းယေရှုခရစ်တော်၏ပြုလုပ်ခြင်းများကိုယုံကြည်သောသူများအတွက်အပြစ်လွှတ်ခြင်းအမိန့်ကိုထုတ်ပြန်ခဲ့ခြင်းယေရှုကိုယုံကြည်ခြင်းဖြင့်ထာဝရအသက်ရယုံမကယေရှုကိုအမိပြုမှသာဘုရားသခင်ရှိရသောရောက်နိုင်ခြင်းကမ္ဘာလူသားများကိုတရားစီရင်မိဘုရားသခင်လည်းယေရှုပင်ဖြစ်သည်ဟုယုံကြည်သောကြောင့်ဖြစ်သည်ယေရှုသည်ဘုရားသခင်ဖြစ်ပါသလားဆိုသည့်အကြောင်းကိုအကျဉ်းချုံလေ့လာကြပါစို့